မဥချန်တော့ထဲကိုကျဲကြီးပဲလေပွေလေးထလေကငြိမ်သွားပြန်ဟောဒီတောင်ကြီးကဒီအခုတိုက်နေတဲ့ဒီရာသီမှာအရန်တိုက်နေတဲ့ရှေ့လေကာလာပေါ့နော်အဲ့ရှေ့လေကိုသူကကွဲပေးထားတယ်ဒီကမ်းခြေကတကယ်တော့သူကနောက်ဘက်ကိုမျက်နှာမူထားတဲ့ကမ်းခြေကြီးဟိုရှေ့လေလိုမျိုးနဲ့သာဒီဘက်ကိုလှိုင်းနေတိုက်ရင်တော့ဟာမလွယ်ဘူးလှိုင်းအိမ်ကတော်တော်ကြီးမှာဒါရှေ့လေမဟုတ်ပဲနဲ့ရိုးရိုးပင်လယ်ကတိုက်တဲ့လေနဲ့ပဲလှိုင်းအိမ်ဖြစ်နေတာအဲ့လှိုင်းကနည်းနည်းဝေးလို့ကျွန်တော်မြင်ရပြောရင်အဲ့ဒါ9ပေ10ပေလောက်ရှိမလားမသိဘူး9ပေနဲ့ထက်လောက်တော့ရှိမှတင်တယ်โอ้မှာမြင်နေရတဲ့စွန်လေးမှာတွေ့ရတဲ့ဆက်လေလေးကဖူးဖူးကြောက်မဟုတ်ပါဘူးကျမ်းမုံမီထောလေလေးဖြစ်ပါတယ်ရေထဲပြတ်မလျှောက်ချင်ပါဘူးဆိုရေက6တော့နာရောက်တာဒီလန်တိုင်းကိုသူတို့ကအဲ့လှေတွေမှာချိတ်ကြတယ်ကာလီလန်လို့ခေါ်တယ်လေတိုက်တာနဲ့ဟိုဘက်ကလှိုင်းရရိုက်တာနဲ့အမှရင်ဝစ်ပြန်သွားတဲ့အနေထားလေးတွေခက်တိချာရိုက်လိုင်းလုံးတစ်ခုခွေးနဲ့တောင်တန်းကြားများမှာအေးကျန်းနေဒီတောင်တွေကလေစားပင်ပြီးပင်ဒီအဲ့လိုမျိုးစူးစမ်းစရာတွေသိပ်ပေါ်တဲ့တောင်တွေပါဒီတောင်တွေကိုလာပြီးတော့လေကျွန်တော်တို့ hiking လုပ်လို့ရပါတယ် jungle hiking ပေါ့သူမမရှိဘူးခုချင်ရကိုကိုတွားချင်ရကိုတွားလို့လက်တဲ့စာသားတွေလည်းကိုယ့်ကိုရှောက်ဆိုချင်တာဆိုနေရလဲ
ရှေ့ဘက်ကဒီတောင်လုံးကြီးနေတစ်လုံးပြီးတစ်လုံးပေါ့နော်ကျွန်တော်တို့ဒီထိုင်းနိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံနယ်စပ်ဘက်ကတောင်လုံးကြီးကိုကြော်ပြီးတော့မှနေရာထွက်လာမှာဒီမှာ8နာရီကြော်ပဲရှိသေးတော့နေလုံးကကောင်းကောင်းမထွက်သေးဘူး။အိုးမြင်နေရတဲ့ဒီတောင်ထိပ်တွေလောက်ပဲနေအောင်ကြည့်လေးမြင်နေရသေးတယ်။အဲ့တော့ကျွန်တော်လာတာမနေ့စောဖြစ်တဲ့အတွက်စောဆိုတာက8နာရီလောက်ဖြစ်တဲ့အတွက်မေလဲမပူဒါမဲ့ဒီကောင်ကနောက်ဘက်ကိုမျက်နှာမူတာဖြစ်တဲ့အတွက်ညနေကြက်နေတော့ထိုးမယ်ခင်ဗျားတို့ဗျာကန်းကြီးကြီးတွေကိုဒီတိုင်းပစ်ထားကြတယ်ဗျာသူခင်ဗျာသနာပါတယ်တယောက်တည်းထီးကျန်တယ်လာပြီးတော့ကန်းကြီးတွေကိုပေါ်ပြုတ်ပေးကြပါဦးလူတွေကလောဘဒေါသမောဟတွေနဲ့လှုပ်ရှုပ်နေကြပြီးတော့တဘာဝကြီးကပဲအမျက်ထုတ်ဖို့ပဲစဉ်းစားနေကြတာများတယ်တဘာဝကြီးနဲ့ဒီလိုမျိုးတူဖြတ်တန်းဖို့မိနေကြမယ်ထင်တယ်လာကြပါကန်းကြီးတွေတွားကြပါရှိမှာမြင်နေရတာဒါညောပြင်ရွာပေါ့ဟုတ်မယ်ထင်တယ်ကျွန်တော် Google Map သေချာပြန်ကြည့်လိုက်အောင်ပြီးရင်အမှန်ကိုကျွန်တော် subtitle လေးထိုးပြီးတော့ပြန်ပြင်ပေးပါမယ်ဒါကျွန်တော်ရှောက်လန်းလာခဲ့တဲ့ကန်းကြီးတောက်လျှောက်လေးပါဒီတောင်လေးနှလုံးကြားနေပြီးတော့ကားလမ်းလေးနဲ့ဆင်းလာတာပေါ့နော်ဒါလူတိုင်းသိပြီးသားလျှို့ဝှက်ချက်တွေပါကိုကGoogle Map ကလည်းကြည့်လို့ရပါတယ်လူတိုင်းသိတဲ့လျှို့ဝှက်ချက်တွေကိုကျွန်တော်ပြောနေတာပါဒီကမျက်မှောက်မပါအဲ့ဒီသဲတွေလွင့်လာတဲ့ဟာမျက်လုံးကတော့တန်းနေတာဘုတ်ဖက်တွေသွားမှာဘုတ်ဖက်တွေသွားအဲ့ဖက်တွေကိုလှဒါထုံးစံတိုင်းဒါလောက်ကင်ခွင့်ရေးလေးပြတာပေါ့နော်ကျွန်တော်တို့ထင်းနေလာကောက်ပြီးရောင်းလို့ရပါတယ်ဒီကိုင်းကြောက်တွေထင်းမျိုးစုံရမယ်အဲပလတ်စတစ်တွေမိုက်တွေပလုံကောက်ကြပြီးတော့ကျွန်တော်တို့ပြန်ရောင်းလို့ရပါတယ်ကျွန်တော်တို့ပလုံကောက်ပြီးတော့အဲ့ဒီဟာကိုသေချာခြေပြီးတော့သေချာထည့်ပြီးတော့မှရန်ကုန်ဘက်မှာပြန်သွားရောင်းကြီးစိတ်တော့ပေါင်းကြည့်ဦးမယ်လူရင်းများများနဲ့တကယ် business တစ်ခုအနေနဲ့ပါလာလို့ရတယ်ကန်းကြီးတွေလာအောင်ပလုံတွေအကုန်လုံးကောက်သွားရောင်းစားလို့ရတဲ့ပလင်းတွေပလတ်စတစ်ဘူးတွေအပေါ်လေးနဲ့တက်ကြည့်လိုက်ဒီကမြေပြန့်လို့မျိုးဖြစ်နေတာမှာခြုံနဲ့တောနဲ့လူမနေဘူးဆိုတော့မြက်တွေလည်းရှည်ကြီးပဲမဝင်တော့ဘူးလူကြောက်တယ်
ကောင်းငင်ရောက်ကွာဟိုဘက်ဒီမှာမြင်နေရတဲ့အဆုံဆုံးကျွန်းတွေဒီမှာအဲ့မှာနေအောင်ကြီးစတွေ့နေရပြီနေသူဆိုရင်စထိုးပြီဖြည်းဖြည်းချင်းနေအပေါ်ရောက်လာမှဒီတောင်အားကွယ်နေတဲ့နေကအောက်ရောက်လာမှာဒါဒီဥဒ္ဓကမပူမအေးလေးလေးတဖြူဖြူဒါဖိုးကြောက်ကန်းကြီးကိုရောက်ရှိနေတော့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခုနဓာတ်ပုံလေးရှောက်ရိုက်နေတာပါဒါဖိုးကြောက်ကန်းကြီးကိုပတ်3လားပတ်4လားအဲ့လိုဖြစ်သွားတော့မယ်ထင်ပါတယ်ခုနမှာကျွန်တော်ခက်ခဲလေးတစ်ခုစောက်ကြုံနေသေးတယ်ချောင်းမြောင်းလေးဒီဘက်ကနေပြီးတော့ဆင်းလာတဲ့ဟိုရေချိုချောင်းလေးထင်တယ်အမချောင်းလာမြောင်းလာအဲ့လိုမျိုးဖြစ်နေကြောမယ်သွားမယ်စားမယ်နားမယ်သွားမယ်တော့ဟုတ်တယ်စားမယ်ရမရှိဘူးနားမယ်ရတော့ရတယ်